ပြပြော်လေးနဲ့စီလေးအဲ့လိုလေးတက်နေမှကျမနဲ့ညီရတာမီးတွေတအားဟိုးနေဟိုးနေဟိုအရင်ကောင်မလည်းဆိုမီးတွေကိုအိုးရှန်လန်ကြအဲ့ဒီရရှိမီးအပြပြော်လေးနဲ့စီလေးကိုစိတ်ရှည်လက်ရှည်လေးမီးပြပြော်လေးနဲ့စီစိတ်ရှည်လက်ရှည်လေးစီလေးတက်နောက်ဆုံးလုံးချက်ရင်ကောင်းတယ်ကျမနဲ့ညီရတယ်လုံးချက်တော့ပိုပြီးကျမနဲ့ညီရတယ်စီတက်တယ်ဆိုရင်မီးပြပြော်လေးနဲ့စီတက်မှာစီကအပူနဲ့ထိတယ်နဲ့ဓာတ်ပြောင်းလဲသွားသိလားကင်ဆာဖြစ်နိုင်ခြေတွေအများကြီးဖြစ်တယ်စီပူတာနဲ့အကျော်ပြီးသားစီတွေပြန်သုံးပို့ဆိုးပေါ့အမကြီးတို့ကျောင်းမှာမသုံးတာကျောင်းလုံးလွတ်ပြတာစီတွေသွန်ပြတာကျသားတုံးတာလေးလေအရင်လှမမမျိုးစိတ်တိုင်းကြတယ်စိတ်အဲ့ကျသားအဲ့ကျသားတုံးတာအစမ်းကောင်းတယ်ချက်ပေါင်ချက်တယ်ချစ်တယ်တော့ဒီမမလေးရေပုံမောင်းချက်ပေါင်နော်ဒီနေ့ညတို့ချက်ပေါင်ချက်တယ်နော်ချစ်သူတို့ချက်ပေါင်ချက်ပါတယ်ရှင်ဒီခေတ်တို့ဒီကြီးတို့ရွှေခေတ်တို့အကြိုက်စီပြန်ရေချမ်းလေးဒီမိလုပ်လိုက်တော့လားစီပြန်ရေချမ်းလေးဒါကောင်ဖျဲပြီးအုပ်ထားလိုက်စီပြန်ရေချမ်းလေးချက်သွေးနဲ့ချက်သားလေးနဲ့ချက်တယ်ချစ်သူတို့ရဲ့ချက်ပေါင်နဲ့ပေါ့နော်ချက်ပေါင်နဲ့ချက်သွေးလေးနဲ့ချက်တယ်နောက်တစ်မျိုးချက်အောင်မယ်နောက်တစ်မျိုးပပန်းပြည့်ကြော်မယ်ဒီဟိုပါရေပေါ်ဝဲချက်မယ်နော်ရေပေါ်ဝဲချက်မယ်ပပန်းရေကင်းမုံလားကင်းမုံနဲ့မမညုံပြောခေါ်တတ်လို့ရေပေါ်ဝဲလည်းမသိကင်းမုံလည်းမသိပြည်ကြီးငါလည်းမသိမညုံကဘာမှမသိအဲ့တုံမျိုးကဖွက်ချလို့မရအခန်းလေးတွေတိတ်ရေဒီအခန်းလေးတွေအဲ့ဒါမမညုံကပပန်းရွယ်လေးကြော်မယ်နော်ဒီညနေငပိရေတိုးစရာလေးတွေပပန်းရွယ်လေးချက်သားဟင်းလေးနဲ့ဒါဒီနေ့ပေါ့နော်မနက်ဖြန်ကြရင်တော့မနက်ဖြန်ဟင်းရတော့ချက်ဟင်းကားသီးကိုလက်ကနန်းနဲ့ကြော်မယ်မနက်ဖြန်အစီအစဉ်ကိုကျမချစ်သူတွေပြောမနက်ဖြန်အစီအစဉ်ကချက်ဟင်းကားသီးကိုလက်ကနန်းနဲ့ကြော်မယ်ငမီးတယ်ဆိုရင်ချက်မယ်မနက်ဖြန်အစီအစဉ်တပတ်ခါအစီအစဉ်ကတော့ငပုံသားရေချိုချက်မယ်မိုက်စီစဉ်ခုတည်းကတပတ်စားဟင်းတွေအများကြီးမှချက်စရာတွေနောက်တစ်နှစ်နဲ့တော့မကုန်အိမ်မှာဈေးမသွားလဲဘာမှမဖြစ်ဘူးမညို့တော့တပတ်ကကြာတာမသိဘူးတောက်ကြနေကြရင်ဘဲဦးနဲ့ငချောင်းနဲ့ချက်မယ်မညို့တော့အဲ့လိုမျိုးဒီကလည်းပြောမနေ့ပြန်ကွာချက်ဟင်းကားသီးနဲ့ပစုံလုံးနဲ့ကြော်မယ်ငမီးတယ်ဆိုရင်ချက်မယ်တပတ်ခါကိုငပုံသားရေချိုနဲ့နောက်တစ်မျိုးပါချက်ရမလဲပေါ့နော်အဲ့ဒါမျိုးချက်မယ်ကြီးရလေးကြော်မယ်ပေါ့ကြီးရလေးပါပြီးတုတ်ပါညာပေါ့အဲ့လိုလေးလုပ်မယ်ဒီနေ့လေးဖြစ်တယ်ဒီလိုကလည်းလက်ကောင်ဘောက်ထက်တယ်မြုပ်ပြီးထက်ချုံငန်းလေးကဲလာစမင်းလေးနဲ့ထည့်yes တော်လေးလက်ဂရင်းနဲ့တော်လေးနဲ့လေခလပ်မာယာခမာရီလို့ခေါက်စမြန်လေးခလပ်မြန်လေးခလပ်လေကောင်ထက်ပြလေးထက်ချက်တာချစ်သူတို့အာလူတို့ကတော့မထည့်နေတော့လေပြလေးထက်ချက်နှစ်ချက်မှုပြကဲကြက်သွေးရဲ့ပဲပြားရဲ့ကြက်သားရဲ့ချက်တာအဲ့လိုလေးချက်စားကြည့်ကြပါအောင်ကျမချစ်သူတို့ပဲပြားလေးရင်ညီတို့ကပဲပြားနဲသွားတယ်ညနေကျရင်အိုပါတဲ့ထမင်းကြိုက်ကလေးမှနောက်နေ့မနေ့ပြန်စောစောလေးထမင်းကြိုက်ကလေးရှိတဲ့ခါကျတော့စွန်းနဲ့လေစွန်းနဲ့ထမင်းကြိုက်နေဆိုတော့ပဲပြားလေးအချန်ထားရတယ်ပဲပြားလေးကနှစ်တုံးပဲထည့်ထားတယ်ပဲပြားလေးများရင်ကြက်သားနဲ့ပဲပြားနဲ့ကပိုးစားကောင်းတယ်နော်ပဲပြားများရင်ပိုးစားကောင်းပါတယ်ကျမကြက်သွေးရဲ့ကြက်သားရဲ့ပဲပြားလေးအမှန်မှန်တော့ပဲပြားကြက်သားပေါ့နော်ပဲပြားကြက်သားလေးချက်တာပါရှင်ပဲပြားလေးကတော့နဲသွားတယ်ရှင်နော်ကျမချစ်သူတွေအဲ့လိုလေးချက်စားကြည့်ပါမိလေးသမီးလေးရက်ခတ်ပြီလူလေးပဲရက်ခတ်ပြီဒီအနာအဲ့လိုကဲကျမရဲ့ချက်သားဟင်းလေးကြည်မရဲ့ချက်သားဟင်းလေးပါရှင်ဟုတ်ကဲ့ပါ